ဇာလန်ရဲ့အစမှာတော့အရန်တော်တဲ့ဘောလုံးကစားသမားဟောင်းတယောက်နဲ့ကွန်ဖူးပညာကိုလူတွေရဲ့ဘဝနဲ့ဆောင်ကျဉ်ပေးခြင်းသူနှစ်ယောက်တို့တွေ့ဆုံခံနဲ့စတင်ထားပါတယ်။ကွန်ဖူးပညာရှင်စင်ဟာဘောလုံးကစားသမားဟောင်းဖောင်ကိုကွန်ဖူးပညာဟာအရာရာဖြစ်ကြောင်းရှင်းပြနေခဲ့တယ်။စိတ်ဝင်စားရဆိုရင်သူစီမှာကွန်ဖူးသင်နိုင်ကြောင်းလမ်းလျှောက်လာတဲ့မိန်းကလေးတယောက်မပြောသည့်ကောင်နင်းမိပြီးချော်လဲကြတာကိုပြကာသူမသာကွန်ဖူးပညာကိုကျွမ်းကျင်တက်မြောက်ထားရင်ချော်မလဲကြနိုင်ကြောင်းကားပါကင်ထိုးရမှာလဲသူမသာရှောင်းလင်တန်လက်သီးတိုင်းကိုတတ်ထားမယ်ဆိုရင်လွယ်ကူနိုင်ကြောင်းတပည့်ညတဲ့တယောက်ဟာလည်းရှောင်းလင်ဓာတ်တိုင်းသာကျွမ်းကျင်တက်မြောက်ထားမယ်ဆိုရင်အလို့တော့မခံရမှာဖြစ်ကြောင်းလက်တွေ့ဥပမာတွေနဲ့ရှင်းပြခဲ့တယ်။ကွန်ဖူးပညာကိုဒုက္ခိတလည်းသင်နိုင်ကြောင်းပြောဆိုလာတာကြောင့်သူ့ကိုစော်ကားတဲ့ဥဆိုကဘီယာဘူးကွန်နဲ့ကောက်ထုတ်ခဲ့ပြီးစင်းကလည်းဘီယာဘူးကွန်ကိုကစ်ပြင်းပြင်းနဲ့ကန်ထုတ်လိုက်တယ်။ဒီလိုနဲ့စကားများပြီးသူတို့နှစ်ယောက်တယောက်တလန်းစီထွက်သွားခဲ့ကြတယ်။တခြားသူတွေအကူအညီလိုရင်လည်းစင်းကသူ့ရဲ့တမဏိချက်ထောက်နဲ့အကူအညီပေးတတ်ပါသေးတယ်။တစ်ဖက်မှာတော့ restaurant တစ်ခုမှာအလုပ်လုပ်တဲ့မြူကြီးဆိုတဲ့ကောင်မလေးဟာဂျုံတွေကိုကွန်ဖူးပညာသုံးပြီးနေနေတာကိုစင်းမြင်တွေ့သွားတဲ့အခါမှာတော့လုံးဝကိုအံ့ဩမှင်သက်သွားခဲ့တယ်။စင်းဟာလည်းသူမကိုဂုဏ်ပြုချီးကျူးစကားပြောကာတိုင်းပညာဖလှယ်စလုံးနဲ့မုတ်တွေကိုတစ်ခုပြီးတစ်ခုယူစားပြီးသူမြပတ်စံတောင်းတဲ့အခါမှာတော့ရှင်းစရာပတ်စံမလောက်တာကြောင့်ဖနှက်ဆုပ်ကြီးပဲချွတ်ပြီးထားခဲ့ရပါတော့တယ်။စင်းဟာကျောင်းတော်တစ်ချက်နဲ့လာဆုံနေတာကြောင့်သူမဟာရင်ထဲဘက်ကမောင်းထုတ်နေခဲ့ပေမဲ့ဆိုင်နာမှာအစိုးဝါဒနာရှင်တွေအကဝါဒနာရှင်တွေရှိနေတာကြောင့်အုပ်စုဘက်ကဆိုင်ရှိမှကကြပြီးဆိုင်ရှင်ရောက်လာပြီးမောင်းထုတ်တော့မှအကုန်လုံးထွက်ပြေးသွားကြတော့တယ်ဒီလိုနဲ့စင်းဟာရှောင်းလင်ကွန်ဖူးကိုလူများသိဖို့ရာဘာတစ်ခုမှရှောင်းလင်ကွန်ဖူးကနေဖျော်ပြမယ်ဆိုပြီးသွားဖျော်ပြခဲ့ရပရိသတ်များကအံ့ဩမှင်သက်နေပြီးခဏအကြာမှာတော့ပလင်းပြန်နေဝဲလာပြီးပရိသတ်တွေရဲ့ကောင်းကြီးဩဘာစွန်ကြီးလောင်းမှုအောင်မှလိုက်နေအောင်ခံလိုက်ရပါတယ်ဖောင်းဟာအမတ်မတင်စင်းကန်လိုက်တဲ့ဘီယာဘူးကုံကိုပြန်လည်တွေ့ရှိပြီးအုတ်တိုင်းနဲ့နစ်နေတာကိုဆွဲထုတ်လိုက်ရမှာစင်းနဲ့လူမိုက်တစုဗတ်တဲ့ဆိုင်နေတာကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။ဖောင်းကလည်းစင်းဟုတ်မဟုတ်အတီးပြုဖို့ရန်အတွက်မျက်နှာကိုအသေးချသွားကြည့်ရမှာစင်းဟာတကယ်ကွန်ဖူးပညာရှင်တမဏိချက်တော့ဖြစ်နေမှန်းကိုအံ့ဩဖွယ်ရာမထင်မှတ်ပဲတွေ့လိုက်ရတယ်။ကွန်ဖူးပညာတမဏိချက်တော့ကန်ချက်တွေဘောလုံးတစ်လုံးနဲ့လူတွေကိုလေပေါ်မှာမြောက်ဝဲတက်သွားကန်နိုင်ပြီးအုတ်တိုင်းတွေကိုခွဲအပ်သွားစေကပြင်းထန်တဲ့သူ့ရဲ့သူစိုးအဖွဲ့အားလုံးကိုလည်းအမှောက်သိမ့်နိုင်ခဲ့တယ်။ရံမွဲပြီးဆုံးသွားတဲ့အခါမှာတော့ဖောင်ရောက်ရှိလာပြီးခြေထောက်ကိုတောင်းရန်ကြည့်ရှုကဒီတမဏိခြေထောက်နဲ့ဘောလုံးကန်နိုင်ကြောင်းကွန်ဖူးပညာကိုလူများသိစေနိုင်ပြီးငွေလက်မြောင်များစွာရရှိနိုင်ကြောင်းပြောပြလာတဲ့အတွက်ဘောလုံးကန်မှုရန်အတွက်ဘာလိုအပ်လဲလို့မေးတဲ့အခါမှာဖနက်လိုအပ်ကြောင်းပြောပြလာခဲ့တယ်။ဒါနဲ့ပဲမူဗီစီကိုသွားကသူထားခဲ့တဲ့ဖနက်ကိုပြန်လဲသွားယူတောင်းရန်ပြီးတော့မူဗီကလည်းဖနက်ကိုတေချာလေးချုပ်ပေးခဲ့တယ်။ဘောလုံးသင်းထောင်မှုရဆုံးဖြတ်ချက်ချခဲ့ပြီးတော့တငယ်ချင်းတွေတယောက်ပြီးတယောက်စီသွားကသူနဲ့အတူတူဘောလုံးသင်းနဲ့ပါဝင်လာဖို့အကုန်လုံးကိုစီယုံခေါ်ဆောင်ခဲ့ပေမဲ့အကုန်လုံးကသူ့ကို reject လုပ်ခဲ့ပါတယ်။ဘောလုံးသင်းစတင်ဖို့ရန်အတွက်တယောက်မှမရှိတာကြောင့်စိတ်ပြက်လက်ပြက်နဲ့ထိုင်နေတော့မှပဲတငယ်ချင်းတွေအားလုံးရောက်ရှိလာပြီးအသင်းစတင်ဖို့အတွက်ဖြစ်လာတော့ပါတယ်။ training ပထမရက်မှာတော့အကုန်လုံးဟာဘောလုံးမကန်မှုပဲနဲ့ကွန်ဖူးပညာပဲကျွမ်းကျင်တာကြောင့်ဗယံပဓာတွေဖြစ်နေကြပေမဲ့နီးပြဆရာရဲ့တေချာပို့ချတင်ချပေးမှုကြောင့်သူတို့ဟာတဖြည်းဖြည်းနဲ့ကျွမ်းကျင်လာကြပါတယ်။ဒီလိုနဲ့ခြေစမ်းပွဲတစ်ပွဲကစားကြည့်ရာပထမပိုင်းမှာသူတို့အသင်းကအလိုအလဲခံနေကြရပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းစတင်တဲ့အခါသူတို့ဟာအာယုံစူးစိုက်မှုအပြည့်အဝနဲ့တစ်ဖက်အသင်းကိုတံပြန်ပြီးကစားနိုင်ခဲ့ပြီးသူတို့ရဲ့ကွန်ဖူးစူပါပါဝါစကီးတွေဖြစ်တဲ့တမဏိဦးခေါင်းစကောဝိုင်းခြေထောက်လေပေါ်ပြန်နိုင်တဲ့စကီးတွေတမဏိခန္ဓာကိုယ်နဲ့တစ်ဖက်အသင်းကိုကျုံးလိုက်တဲ့အခါမှာတော့တစ်ဖက်အသင်းကကောင်တွေလည်းပစ်ကျွတ်အောင်ထွက်ပြေးသွားခဲ့ရပါတယ်။သူတို့ရဲ့အဓိကပြင်မဲ့ဖြစ်လာမဲ့တစ်စိတ်အသင်းကတော့ပြင်းထန်တဲ့လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ဒီလိုနဲ့သူတို့ဘောလုံးသင်းဟာဖလားပြိုင်ပွဲတွေရောက်ရှိလာပြီးတစ်ဖက်အသင်းဟာပွဲမစတင်ခင်မှာသူတို့ရဲ့အသင်းနာမည်နဲ့ယူနီဖောင်းကိုကြည့်ကထင်သေးလောင်ပြောင်ချင်ခဲ့ပေမဲ့ဒိုင်လူကြီးဝီစီမုတ်တန်တဲ့တပြိုင်နက်တမဏိချက်တော်ရဲ့ကန်ချက်တွေကြောင့်ငကိုသုံးကိုတပြိုင်တည်းကန်သွင်းနိုင်ခဲ့ပြီးတစ်ဖက်အသင်းကလည်းနည်းနည်းဖြုံသွားခဲ့တယ်။နောက်ပိုင်းမှာတော့တစ်ဖက်အသင်းသားတွေကိုပါဂိုးထဲသို့သွင်းပြနိုင်ခဲ့တာကြောင့်ရှောင်းလင်အသင်းဟာတဖြည်းဖြည်းနဲ့နာမည်ကြီးလာတော့တယ်။နာမည်ကြီးလာတဲ့ဖနက်ကုမ္ပဏီစပွန်ဆာများတဲ့ရရှိကဖနက်အဟောင်းများကိုသူတို့တွေကပြစ်လိုက်တော့တယ်။ငွေဟာစင်ကိုဖွင့်ပြပြီးညှင်းလိုက်တဲ့အခါမှာတော့သူရမ်းရှက်သွားခဲ့တယ်။ဒီလိုနဲ့သူတို့အသင်းဟာတဖြည်းဖြည်းနဲ့ဆီမီဖိုင်နယ်အဆင့်သို့ရောက်ရှိလာပြီးသူတို့တို့ပဲစကေးကောင်းသောအသင်းများနဲ့တွေ့ရှိခဲ့ပြီးပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့အလွန်ကောင်းသောဂိုးသမားရှိတာကြောင့်တစ်ပတ်အသင်းကိုအေးအေးဆေးဆေးပဲကြော်ဖြတ်နိုင်ခဲ့တယ်။
ဘောလုံးပွဲရဲ့ final ပွဲကိုရောက်ရှိလာတဲ့နေ့မှာတော့ဆင်းဟာမူတန်တို့သွားကဘောလုံးပွဲလက်မှတ်ပေးဖို့ရန်အတွက်ရှာဖွေခဲ့ပေမဲ့မူကအလုပ်ထွက်သွားပြီးဖြစ်ကြောင်းဆိုင်ရှင်ထံကနေသိလိုက်ရတယ်။ final ပွဲကိုရောက်ရှိလာတဲ့အခါမှာတော့သူတို့နဲ့ရှင်ပြိုင်ရမယ်တစီအသင်းဟာ9နှစ်ဆက်တိုက်ဖလားရရှိထားသောအသင်းဖြစ်ပြီးသူတို့ထက်လည်းအများကြီးပိုကောင်းပြီးတာလွန်နေတာကိုတွေ့ရတဲ့အခါမှာတော့ဆင်းတယောက်လည်းစိတ်ပြတ်သွားမိခဲ့တယ်။သူကန်လိုက်တဲ့ဘောလုံးကိုအကိုသမားကချွေးတော်မထွက်ပဲအေးစိတ်တာရဖမ်းနိုင်ပြီးတော့နောက်တစ်ချက်ထပ်ကန်ဖို့အတွက်သူ့ကိုအခွင့်အရေးထပ်ပေးလိုက်သေးတယ်။ဒီတစ်ခါသူကန်တဲ့ခါမှာလည်းဘလို့ကန်မကိုးဘူးဖြစ်နေတယ်။နောက်ထပ်တစ်ကြိမ်ထပ်ကန်ခိုင်းပေမဲ့လည်းဆင်းဟာအားကုန်တုံးပြီးတော့ရှိသမျှခွန်အားတွေနဲ့ကန်လိုက်ပေမဲ့လည်းကိုသမားကအေးစိတ်တာရပဲသူကန်လိုက်တဲ့ဘောလုံးကိုဖမ်းယူနိုင်ခဲ့ပြန်တယ်။တကယ်တော့တစီသိန်းရဲ့နီးပြဟာသူ့ဘလုံးကစားသမားများကိုခံနိုင်ရရှိရန်နဲ့တာမန်တဲ့ပုံမှုဆွမ်းဆောင်ရရှိနိုင်ရန်ဈေးများထိုးပေးထားခြင်းဖြစ်ပြီးဒိုင်လူကြီးများအခြားသောကွင်းတာဝန်ခံကွင်းရရှိအားလုံးဟာလည်းသူ့လူများသာဖြစ်ကြတယ်။တစီသိန်းရဲ့ပြင်းထန်တဲ့ကံကြက်တွေနဲ့စတင်ပြီးတော့ရှောင်းလင်းတဲ့ကိုသမားကရင်ဆိုင်ခဲ့ရပါတယ်။သူလည်းအပြင်းထန်ကာကွယ်ရင်ရှောင်းလင်းတဲ့ကိုသမားဟာနောက်ထပ်တစီသိန်းရဲ့ကံကြက်တွေကိုရင်မဆိုင်နိုင်တော့ပဲထန်းစင်နဲ့အပြင်သို့ခေါ်ထုတ်သွားခြင်းကိုခံလိုက်ရတော့တယ်။ဒီလိုနဲ့ရှောင်းလင်းတဲ့ကိုသမားလည်းထွက်သွားရပြီးတစ်ဖက်အသင်းရဲ့အပြင်းအထန်ဖိအားပေးကစားခြင်းကိုခံရပြီးဒီလိုနဲ့ရှောင်းလင်းတဲ့ကိုသမားလည်းထွက်သွားရပြီးတစ်ဖက်အသင်းရဲ့ဖိအားပေးခြင်းကိုရင်ဆိုင်ရပြီးပထမပိုင်းနဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။နားနေခန်းထဲမှာလည်းဒဏ်ရာရရှိသူတွေနဲ့အော်ဟစ်စကားများပြီးအချင်းချင်းပြဿနာတွေတက်ရင်ဒုတိယပိုင်းကိုပြန်လည်စတင်ခဲ့တော့တယ်။ဒုတိယပိုင်းမှာတော့ကိုသမားနေရာမှာတမ်မနီကိုကစားထိုးခဲ့ပြီးသူလည်းပဲကစားသမားတွေရဲ့အပြင်းအထန်ဝိုင်းဝန်းကိုသွင်းခြင်းကိုခံရပြီးဒီတစ်ချိန်ရှောင်းလင်းတဲ့ဘက်ကဘောလုံးရရှိတဲ့အခါမှာလည်းဆင်းဟာဘောလုံးကိုဂိုးထဲသို့ကန်ထည့်လိုက်တဲ့အခါမှာလည်းစိတ်တင်ဘက်ကကိုသမားကဂိုးတိုင်ကိုရိုက်ပြီးတော့ဖမ်းလိုက်နိုင်ခဲ့တယ်။ဆင်းကိုလည်းပဲသူတို့ကဒဏ်ရာရရှိအောင်ဝိုင်းဝန်းပြီးညစ်ပတ်ပြီးကစားကြတယ်။ဒီတခါလည်းတစီသိန်းရဲ့ကစ်ချက်ပြင်းကြောင်းရှောင်းလင်းသိန်းရဲ့ကိုသမားတမ်မနီကိုဟာတန်းစင်နဲ့အပြင်သို့ထမ်းထုတ်သွားခြင်းကိုခံလိုက်ရပြန်တယ်။ဒိုင်လူကြီးကရောက်လာကကိုသမားမရှိတော့ရင်အရှုံးပေးရမည်ဟုဆိုကအရှုံးပေးရလို့ဆက်ဖြစ်နေချိန်ထိုချိန်ဟိုရောက်ရှိလာပြီးကိုသမားအတွက်လူစားဝင်ပေးမည်ဟုဆိုကဆင်းအတွက်လည်းဖနက်စုပ်တွေကိုချုပ်လာပြီးခဲ့တယ်။ဒီလိုနဲ့ပဲဝင်လာခြင်းဂိုးတိုင်မှားသွားပြီးဘောလုံးကိုလည်းတလွဲတွေပေးခဲ့ကတစီအသင်းလူပတ်သို့ဘောလုံးရောက်ရှိသွားခဲ့ပြန်တယ်။ထိုအခါရှောင်းလင်းသိန်းကစားသမားများအားလုံးကမူဗီအတွက်စိတ်ပူသွားခဲ့ပေမဲ့မူဗီဟာရှောင်းလင်းစွမ်းရည်နဲ့ဘောလုံးကိုကောင်းမွန်စွာဖမ်းပြနိုင်ခဲ့ပြီးဘောလုံးကိုလက်ထဲမှာလှည့်ရင်းနဲ့ဆင်းထန်သို့ပေးလိုက်ရာဆင်းသည်လည်းပဲနောက်ဆုံးအနေနဲ့တစ်ချက်ပြင်းနဲ့တစီအသင်းဘက်သို့ကန်သွင်းလိုက်ရာတစီအသင်းသည်လည်းဘောလုံးကစားသမားများအားလုံးရောဘောလုံးမှာဂိုးတိုင်ထဲသို့ဝင်သွားပြီးရှောင်းလင်းသိန်းကအနိုင်ရရှိသွားကတစီအသင်းကစားသမားများအားလုံးလည်းအလဲအခွဲဖြစ်ရှုံးနိမ့်သွားကြပါတယ်။နောက်ဆုံးတော့သူတို့အဖွဲ့သားများအားလုံး1-0ဖြစ်စူပလာကိုကင်မြောက်နိုင်ခဲ့ပြီးသူတို့ရဲ့ရည်မှန်းချက်ပန်းနိုင်သို့ရောက်ရှိသွားခဲ့ပါတယ်။